အခုကတော့ဒါ၄ချိန်မြောက်ငလင်ဘေးအတွက်ကိုသိန်းပေါင်း1000နဲ့အတူတူစားတောက်စရာတွေကိုတကယ်လိုအပ်နေတဲ့နေရာတွေကိုတွားရောက်လူတန်းပေးဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ်အားလုံးဒီအခုချိန်မှာပေါ့နော်တောကတွေစိတ်ဒုက္ခတွေရောက်နေတဲ့အချိန်မှာမဟုတ်တဲ့သတင်းတွေမတင်ဆက်ဖို့မေတ္တာရက်ခံအပ်ပါတယ်။သမီးစပြီးတော့လူတီများကနေကအခုချိန်ထိပေါ့နော်ဘဒုအကူညီဘဒုအထောက်ပံ့မှမပါဘဲနဲ့ကိုခြေထောက်ပေါ်ကိုရက်တီပြီးတော့စူးစမ်းလာခဲ့တာပါ။အဲ့ဒီအတွက်လည်းကိုဂုဏ်ယူပါတယ်။သမီးနောက်မှာလည်းဒါမိသားစုရှိပါတယ်။ဝိုင်းဝန်းပေးတာလည်းမိသားစုဘယ်သွားနောက်ကလိုက်တာလဲမိသားစုပဲအခုကတော့ဒီနေ့ဘာပစ္စည်းတွေပါလဲဆိုတာလည်းပြမယ်ပေါ့ဒီနေ့ဝမ်းသာစရာလေးတစ်ခုရှိတယ်ဘာလို့လဲဆိုတော့သမီး YouTube ကနေပြီးတော့၄လစာဝင်ငွေသိန်းပေါင်း140တိတိရပါတယ်ဒီထဲမှာလည်းသမီးအလူငွေထည့်ထားပါတယ်သမီးအလူသွားတိုင်းမှာလည်းသမီးရဲ့အလူငွေပါပါတယ်မပြောတာပဲရှိပါတယ်အခုကတော့ဒီနေ့ဘာပစ္စည်းတွေထည့်ထားလဲဆိုတာတစ်ချက်လိုက်ပြပေးပါမယ်မုံနေရတော့ဒါကတော့ပုံမှန်အတိုင်းဒါကတော့ခောက်ဆွဲတယောက်ကိုတစ်ဖာစီပေါ့နော်ရေတန့်ပါမယ်ဩဒီကနေစပြလိုက်မယ်ကိုဒီမှာကွေကာအုပ်ပါမယ်ဒါကတော့မုံနေပေါ့ဒါကတော့ကိတ်မုံနေပေါ့လောလတ်လတ်စားလို့ရအောင်တမီးကတော့အခုငွေသားတွေအများကြီးပြင်ဆင်ပေးထားတယ်ဘာလို့လဲဆိုတော့အခုကကြတော့ပြန်လဲဒီထောင်ရေးအတွက်ဆိုတော့ဒီငွေသားလေးတွေလိုမယ်ပေါ့အိမ်ဆောက်ဖို့တွေလိုမယ်ဒီအများကြီးပေါ့ငွေသားကတော့ပိုးလိုမှာပဲဆိုပြီးတမီးငွေသားတွေကိုအများကြီးပြင်ဆင်ထားတယ်ပေါ့နော်အခုဒီမှာမုံနေပါမယ်ဒီလိုမုံနေလဲပါတယ်ဒါကတော့မုံနေဒါကတော့ကလေးတငယ်လေးတွေစားလို့ရအောင်ပေါ့ဒါကတော့ခောက်ဆွဲတုပ်တွေပါမယ်ဒါကလည်းခောက်ဆွဲတုပ်တွေပဲပြီးမှအဲ့ဒါမိသားစုတွေဝိုင်းဝန်းပြီးထည့်ကြမှာပေါ့နော်ဒါကတော့ဒါ900သားသမီးတွေနဲ့အတူတူလူဝင်းရတာဖြစ်တဲ့အတွက်အတိုင်းမသိပီတိဖြစ်ပါတယ်ပြီးတော့ဒီငွေတွေကိုဒီအလူငွေတွေဘယ်ရလဲမေးနေကြလို့ပေါ့နော်ပြီးလို့ရှိရင်အလူရှင်တဦးချင်းစီတယောက်ချင်းစီကိုသမီးအနေနဲ့ပြောပြပေးမှာပဲဖြစ်ပါတယ်သမီးကိုနိုင်ငံခြားကနေကိုနဲ့အတူတူကုသိုလ်အတူတူပြုကျင်တဲ့သူတွေတချို့ဆိုလို့ရှိရင်သမီးကိုချစ်တယ်သမီးနဲ့အတူတူကုသိုလ်အတူတူပြုကျင်လို့ဆိုပြီးတော့လာလူထားတဲ့အလူရှင်စင်းတွေလည်းအများကြီးရှိတယ်ပြီးလို့ရှိရင်သမီးတို့ဆိုတာနောက်ကွယ်မှာတဲ့ကြိုးကင်တဲ့သူတွေတို့လက်မဲကြီးတွေတို့ရှိတယ်လို့ပြောကြတယ်ရှိပါတယ်ဟုတ်မလားဟိုနောက်ကွယ်မှာကြိုးကင်တဲ့သူတွေဒီမှာအမကြိုးကင်နေကြတာအတန်းလိုက်အမလက်ကတော့မဲတယ်ဟိုကားဝက်ရှော့လောက်တာမို့လို့ဟိုလက်တွေကလည်းမဲနေတာအင်ဂျင်ဝိုင်းနေပေးနေအင်ဂျင်ဝိုင်းနေလည်းပေးနေတာအကုန်လုံးကားဝက်ရှော့လောက်ကြဆိုတော့လက်မဲကြီးတွေပေါ့နော်ဒါကြိုးကင်လက်တင်မဲတာမဟုတ်ဘူးတကူလုံးမဲနေတာညစီသူထွက်ပြိုင်တယ်တကူလုံးမဲနေအဲ့ဒါအခုဒီမှာဒါကြိုးကင်နေတဲ့အဖွဲပါလို့ပြောချင်ပါတယ်ကြိုးကင်တဲ့အဖွဲမိသားစုပါလို့ပြောချင်ပါတယ်အမလီဘာတွေပြောကြမှမသိရှောက်ပြီးပြောကြတာဟောဒါမိသားစုကတော့ထုံးစံတိုင်းဝိုင်းကူနေရပါတချို့ပြောတာလေးတွေရှိလို့ပေါ့နော်ဖြူထေးရတဲ့မီဒီယာတွေကိုခေါ်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးပတ်စံပေးပြီးတော့ပေါ့နော်ကိုယ့်အကြောင်းကိုအင်တာဗျူးတယ်အဲ့လိုမျိုးတွေပြောနေကြလို့ပေါ့နော်ဒီနေ့ဒီချိန်ဒီဖြူထေးဘဝမှာတတ်နဲ့တကူဘယ်မီဒီယာကိုမှပတ်စံပေးပြီးမခေါ်ခဲ့ပါဘူးဒီနေ့ဒီချိန်ကြီးမယိုးမသားမဖြူမစင်ဘာအလုံးမှလည်းမလုပ်ခဲ့ဘူးရိုးရိုးသားသားဖြူဖြူစင်စင်ကြိုးကြိုးသားသားပဲလုပ်ခဲ့တယ်ဒါကိုလည်းဂုံယူပြီးပြောတာမဟုတ်ဘူးကိုလုပ်ခဲ့တဲ့အရာတွေတော့ကိုအတီဆုံးပဲဖြစ်ပါတယ်ဒီလိုမျိုးလုပ်လို့လဲကိုကလည်းအမြဲတမ်းကြောက်တွန်းခံရတယ်အပြောခံရတယ်အဆိုခံရတယ်အဲ့လိုမျိုးတွေရှိတာပေါ့နော်အလူမခံထားပဲနဲ့ပေါ့နော်ဒါ900သားသမီးစုပေါင်းတဲ့အလူရှင်တဦးချင်းစီတိုင်းကိုသမီးအနေနဲ့ပြောပြပေးပါမယ်ဒီငွေတွေကိုလည်းဘယ်ရတာတုံးလို့မေးနေကြလို့နော်ဒီငွေတွေကထွတ်တာ900သားသမီးကိုအားပေးတဲ့ပြိသက်တွေရောဒီမှာဟမ်းမှာစရင်နေနဲ့အကုန်လုံးအခုတဦးချင်းပြောပြသွားမယ်တကယ်လို့ဒီ၄ချိန်မြောက်ဒါအလူရှင်စရင်ထဲမှာမပါခဲ့တဲ့သူတွေကို9ချိန်မြောက်မှာထပ်လူပေးပါမယ်ဘသူအကူညီဘသူအထောက်ပံ့မပြောနဲ့ဒီနေ့ချိန်ကြီးဘသူကမှတပြားတစ်ချက်ဘသူစီကမှတပြားတစ်ချက်မှလည်းမယူခဲ့ဘူးဒီနေ့ဒီချိန်ကြီး